ကတင်ပေါ်မှာအိတ်နေုံနဲ့ပတ်ဆိုင်ရတဲ့အလုပ်ရှင်ကောင်းပါပဲဆိုပြီးတွေးပူးကြတဲ့သူရှိမှာပါတကယ်တော့ဒီလုပ်ဟာပြင်မှာတကယ်ရှိပါတယ်ဒါပေမဲ့အားလုံးထင်နေသလိုလွယ်ကူနေရမျိုးတော့မဟုတ်ပါဘူးဒီလိုမျိုးကြားဘူးနေကြမဟုတ်တဲ့ထူးထူးဆန်းဆန်းအလုပ်သုံးခုအကြောင်းကိုကျွန်တော်ကဒီနေ့ဒီဗီဒီယိုမှာပြောပြပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုလေးမစခင် channel လေးကို like and follow လုပ်ပြီးသွားခဲ့ကြပါဦး Okay, let's go. ပထမဆုံးပြောပြပေးမယ့်အလုပ်ကတော့ professional ကြကြအိတ်ပေးရတဲ့အလုပ်ပဲဖြစ်ပါတယ်ဒါကတော့လူတိုင်းနှိပါအိမ်မက်မက်ဖူးကြတဲ့အလုပ်မျိုးဖြစ်မှာပါဒါပေမဲ့အားလုံးထင်ထားကြလို့ဒီတိုင်းအိတ်နေုံနဲ့ပတ်ဆိုင်ရတဲ့မျိုးတော့မဟုတ်ပါဘူးဒီအလုပ်ဟာဟိုတယ်အသစ်တွေရဲ့ကရင်တွေဘယ်လောက်ထိအိတ်လို့ကောင်းလဲဆိုတာစမ်းသပ်ပေးရတယ်လို့သိပ္ပံသုတေသနအတွက်အုံနောက်လိုင်းတိုင်းတာတဲ့စက်တွေတက်ပြီးအိတ်ပေးရတာဖြစ်ပါတယ်ကိုအိတ်နေတဲ့အချိန်မှာသိပ္ပံပညာရှင်တွေကကိုယ့်ကိုစမ်းသပ်မှုတွေလုပ်နေမှာဖြစ်ပါတယ်သူတို့ကဘာလို့စမ်းသပ်ကြရလဲဆိုရင်လူတစ်ယောက်ဘယ်အချိန်မှာအိတ်တယ်ဘယ်အချိန်မှာနိုးတယ်အိမ်မက်မက်နေတဲ့အချိန်မှာလူအုံနောက်ကဘလို့အလုပ်လုပ်တယ်စတဲ့အချက်တွေကိုစမ်းသပ်ကြတာဖြစ်ပါတယ်ကိုအိတ်ချင်တဲ့အချိန်အိတ်လို့မရပဲသုတေသနပညာရှင်တွေသတ်မှတ်ထားတဲ့အချိန်သတ်မှတ်ထားတဲ့ပတ်ဝန်းကျင်မှာပဲအိတ်ရတာကြောင့်အေးပြတ်တာမျိုးဖြစ်နိုင်ပါတယ်ဆိုတော့မအိတ်ချင်လဲအိတ်နေရမှာဖြစ်ပါတယ်သူတို့ဟာအိတ်ပေးရုံနဲ့တင်တစ်နှစ်ကိုဒေါ်လာ3000ကနေ6000ကျရကြရလို့လည်းသိရပါတယ်ဒုတိယအနေနဲ့ပြောပြပေးခြင်းတဲ့အလုပ်ကတော့အခကြေးငွေယူပြီးရေခဲမုံတွေကိုမြည်ဆန်းပေးရတဲ့အလုပ်ဖြစ်ပါတယ်ဒီအလုပ်ကလည်းပုံမှန်တွေးကြည့်လိုက်မယ်ဆိုရင်တော့လူတိုင်းကြီးပါလှုပ်ချင်တဲ့အလုပ်မျိုးဖြစ်ပါတယ်ဒါပေမဲ့ထင်ထားတဲ့လောက်တော့လွယ်ကူနေပါဘူးသူတို့ဟာဇွန်တစ်ချောင်းနဲ့ရေခဲမုံမြည်ဆန်းပေးရပါတယ်အဲ့ဒီလိုမြည်ဆန်းလိုက်တဲ့အခါကိုခံစားရတဲ့အချိုးအချင်းအယောင်အနက်စတာတွေကို feedback ပြန်ပေးရတာဖြစ်ပါတယ် professional တွေကတော့မြည်တာအပြင်အရသာအသစ်တွေကိုပါဖန်တီးကြပါတယ် professional မဟုတ်တဲ့တာမန်လူတွေအနေနဲ့ဆိုရင်တော့ကုမ္ပဏီတွေဘက်က volunteer ကိုခေါ်ရင်သွားလုပ်လို့ရပါတယ်ကုမ္ပဏီတွေဘက်ကသူတို့ရဲ့ product တွေပေးတာ shopping voucher တွေပေးတာတွေအပြင်အခကြေးငွေပေးရမျိုးတွေလည်းရှိပါတယ်ကိုက professional တယောက်ဖြစ်မယ်ဆိုရင်လစာလည်းရပြီးဝင်ငွေလည်းအရန်ကောင်းတယ်လို့သိရပါတယ်ထူးခြားချက်ကတော့သူတို့တွေရတာကိုစမ်းတဲ့အခါရိုးရိုးစွန်းကိုမတုံမဲ့ရွှေစွန်းကိုအသုံးပြုကြပါတယ်အကြောင်းရင်းကတော့ရေခဲမုံအရသာမပြောင်းစေဖို့ပဲဖြစ်ပါတယ် professional ဆိုရင်တော့ရည်ရွယ်ချက်ပေါ်မူတည်ပြီး stainless steel စွန်း plastic စွန်းနဲ့တခြားစွန်းတွေကိုလည်းသုံးကြပါသေးတယ်ဒီအလုပ်ဟာရေခဲမုံကိုလည်းအလကားစားရပြီးပတ်စံလည်းရတယ်ဆိုပေမဲ့မစားခြင်းလည်းစားနေရမှာဖြစ်ပါတယ်သူတို့ဟာတစ်နေ့ကိုရေခဲမုံစံပယ်10ခုကနေအခု30လောက်ထိစားရပါတယ်ဒါပေမဲ့အရသာကိုပဲအဓိကသိကျင်တဲ့အတွက်မျိုးချစရာမလိုဘူးလို့လည်းသိရပါတယ်နောက်တစ်ခုကသူတို့ဟာရှာပေါ်ကအရသာခံအဖို့တွေမပြတ်စီးသွားအောင်ဆက်တဲ့အရာတွေအရက်တွေဆက်လိပ်တွေကိုလုံးဝရှောင်ကျဉ်ကြရပါတယ်အကောင်းဆုံးအချိုဝဲတွေကိုလက်ကားစားရပြီးတစ်နှစ်ကိုဒေါ်လာ4000ကနေ3သိန်းအထိလစာရနေကြပါတယ်နောက်ဆုံးချန်တဲ့အလုပ်ကတော့အခကြေးငွေယူပြီးဖက်ပေးရတဲ့အလုပ်ပဲဖြစ်ပါတယ်အပေါ်ယံကြည့်မယ်ဆိုရင်တော့ဒီအလုပ်ကလည်းဖက်ပေးရုံနဲ့ပတ်ဆိုင်ရတာဖြစ်တဲ့အတွက်တော်တော်မိုက်တယ်လို့ထင်ရပါတယ်တကယ်တော့ဒီအလုပ်ကလည်းလွယ်ကူနေပါဘူး professional တွေကအထီးကျန်နေတဲ့လူတွေကိုဖက်ပေးတာစကားပြောပေးရနဲ့စိတ်ပိုင်းဆိုင်ရာနှွေးထွေးမှုပေးရမျိုးတွေလုပ်ပေးကြပါတယ်အချိန်မှမူတည်ပြီးအခကြေးငွေယူရလို့လည်းသိရပါတယ်တခုသတိပေးချင်တာကဒီအလုပ်ဟာလိမ်မိုင်းဆိုင်ရာဝန်ဆောင်မှုပေးခြင်းလုံးဝမဟုတ်ပါဘူးတချို့ဟာဒီအလုပ်ကိုလိုအပ်တယ်လို့လည်းတွေးရလူရှိသလိုဒါကြီးကမလိုပါဘူးကွာဆိုပြီးတွေးနေကြတဲ့လူတွေလည်းရှိမှာပါတာမန်လူတွေအတွက်တော့မလိုအပ်ဘူးလို့ထင်ရပေမဲ့တယောက်တည်းနေပြီးအထီးကျန်နေတဲ့သူ stress တွေ anxiety တွေများနေတဲ့လူတွေအတွက်ဆိုရင်တော့ဒီအလုပ်ဟာတော်တော်လေးရေးပါပါတယ်ဒီအလုပ်ဟာလူတစ်ယောက်ရဲ့စိတ်တော်ကောက်ကိုကူညီဖြေဖျောက်ပေးရလို့ကောင်းတယ်လို့သတ်မှတ်နိုင်ပေမဲ့တခြားစဉ်းစားကြည့်ရင်ဒဇိမ်းနေတဲ့အချိန်ကြာကြီးထိတွေ့ဆက်ဆံရတာဖက်လေတကင်လုံနေရတာထင်တလောက်တော့လွယ်ကူမနေပါဘူးသူတို့ရဲ့ဝမ်းနည်းစရာအခြေအနေတွေကိုနားထောင်ပေးရတာကြောင့်စိတ်ပင်ပန်းတာစိတ်မကြည်ရမျိုးရှိနိုင်ပါတယ်ဒါကြောင့်ဒီအလုပ်ကိုလုပ်မယ်ဆိုရင် professional ဖြစ်ဖို့လိုအပ်တာဖြစ်ပါတယ်အခကြေးငွေအနေနဲ့တနာရီကိုဒေါ်လာ40ကနေ80အထိရရလို့လည်းသိရပါတယ်ကဲဗီဒီယိုလေးကတော့တော့ပါပဲအခုကြည့်နေတဲ့သူတွေရောဒီတွေကအလုပ်တစ်ခုကိုရွေးရမယ်ဆိုရင်ဘယ်တစ်ခုကိုရွေးမလဲဆိုတာ comment ထဲမှာပြောသားပေးခဲ့လို့ရပါတယ်ကျွန်တော်ဆိုရင်တော့ရေခဲမုံအရသာခံတဲ့အလုပ်ကိုရွေးဖြစ်လိမ့်မယ်လို့ထင်ပါတယ်အဆုံးလေးကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုနဲ့ထပ်လာခဲ့ပါမယ်အားလုံးပဲ peace out